ရာလောကဇလမြောက်စီတင်ကိုစောင့်မျှော်နားဆင်နေကြတဲ့ပရိသတ်များလုံးမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့ကိုဆွေပါကျွန်တော်ဒီနေ့ညတင်ဆက်ပေးဖို့ရွေးချယ်ထားတဲ့ဇာတ်လမ်းလေးကတော့ဆရာတာတေးရေးသားထားတဲ့သစေကျောင်းနဲ့နွားဆိုတဲ့ပရာလောကဇာတ်လမ်းလေးပဲဖြစ်ပါတယ်ခင်ဗျာဇာတ်လမ်းလေးမစတင်ခင်မှာကျွန်တော်ရဲ့ channel လေးကိုလည်း like and subscribe ပြုလုပ်ပေးထားဖို့မေတ္တာရပ်ခံပါရစေပရိသတ်ကြီးကအစင်းသင်းဖြစ်တော့ကျွန်တော်နဲ့တူတူဇာတ်လမ်းလေးကိုစတင်နားဆင်လိုက်ကြရအောင်ခင်ဗျာနွေခေါင်ခေါင်မှာမိုးတွေရွာလို့ဗျာတကယ်ကိုဖြစ်တောင်ဖြစ်ခဲပဲဗျကျုပ်တို့အညာမှာကမိုးရင်တော့မိုးသိပ်ရွာတာမဟုတ်ဘူးဗျာအခုလိုနွေခေါင်ခေါင်ကြီးမှာမိုးတွေတဲကြီးမဲကြီးရွာချတော့အားလုံးအံ့အားသင့်နေကြတာပေါ့ဗျာကျုပ်ကနွားစာကျွေးနဲ့မိုးတွေတဲကြီးမဲကြီးရွာချနေတဲ့ကောင်းငင်မဲမဲကြီးကိုမော့ကြည့်နေမိကောင်းငင်ကြီးကိုမော့ကြည့်နေရင်ကနေကျုပ်တငယ်ချင်းတယောက်ကိုချက်ချင်းတတိယသွားတယ်ဗျာဒီကောင်းနာမည်ကနွေမိုးတယ်ဗျာအခုလိုနွေခေါင်ခေါင်မှာမိုးတွေတဲကြီးမဲကြီးရွာချတဲ့နေ့မှာဒီကောင်ကိုမွေးတာတဲ့ဗျာဒါကြောင့်ပဲသူ့အမေကသူ့ကိုနွေမိုးလို့နာမည်ပေးလိုက်တာတဲ့ဗျကျုပ်တို့ကတော့ဒီကောင်ကိုနွေမိုးလို့မခေါ်ကြပါဘူးဗျာငမိုးလို့ပဲခေါ်ကြတာဗျာအသက်ကတော့ကျုပ်နဲ့အတူတူပဲဗျညံကလည်းလှုပ်ကောင်းတဲ့ကောင်ပါဗျာလေးတဲ့အထိရွာเจ้าမှာအတူတူတက်ခဲ့ကြတာလေဒီကောင်ကကျုပ်ထက်ပိုပြီးတော့စားတော်တယ်ဗျာတင်ချာများတွက်ခိုင်းလို့ကတော့ငမိုးတို့ကရှေ့ဆုံးကပြီးသားပဲဗျာကျုပ်မတွက်တတ်တဲ့တင်ချာတွေကိုဒီကောင်ကပြန်ပြောပြတာဗျာဒါပေမဲ့လေးတန်းအောင်တော့ကျုပ်ကမျိုးချောင်သွားတတ်တယ်မြို့မှာကကျုပ်ပါကြီးရှိတယ်လေဗျာငမိုးတို့မိဘတွေကလဲပိုင်းရပိုင်းမရှိပဲနဲ့ရွာထဲမှာဘာလို့ပေါင်ဆုံးနေကြရတာဆိုတော့ဆင်းရဲတာပေါ့ဗျာငမိုးကိုမြို့ပို့ပြီးတော့ကျောင်းဆက်မထားနိုင်ကြတော့ဘူးလေဒီမှာရင်ကျုပ်တငယ်ချင်းငမိုးကကျောင်းထွက်ပြီးတော့ပတ်စံရတဲ့အလုပ်မှန်သမျှအကုန်လုံးရတော့တာပေါ့ဗျာရွာထဲမှာပေါင်းထုတ်လိုက်ရတယ်ဟိုရဒီရကိုလှဲတဲ့သွားတဲ့သူရှိရင်တော့လှဲမောင်းပြီးတော့လိုက်ပို့ရတယ်သူ့ကိုလှဲမောင်းကပတ်စံပေးတာပေါ့ဗျာသူများအိမ်ကနွားတွေကိုတောဆက်ကနွားစာချက်မှာတွားကြောင်းပေးရတယ်နွားကြောင်းကရတာပေါ့ဗျာကျုပ်မျိုးကကြောင်းပေးလို့အိမ်ပြန်ရောက်လာတဲ့နေ့ဆိုရင်တော့ကျုပ်နဲ့လည်းလာပြီးတော့စော့တက်တယ်ဗျာပဲနှုတ်နှမ်းနှုတ်တဲ့အချိန်တွေဆိုရင်တော့ပဲနှုတ်နှမ်းနှုတ်လိုက်ရတယ်ဗျာညဘက်ကျရင်တော့သူများရမှာနှမ်းတောင်ဆောင်ပေးရတယ်ဗျာဒီလိုနဲ့ငမိုးလည်းမအားလက်တော့ပါဘူးဗျာတခါတလေကျုပ်မျိုးကိုပြန်ခဲ့တာတော့မှရွာမှာငမိုးနဲ့တခါမှမတွေ့ခဲ့ရဘူးဗျာကျုပ်9တန်းတက်တဲ့နေ့မှာကျုပ်တငယ်ချင်းငမိုးတယောက်ပိုးထိပြီးတော့ဆုံးသွားပါရောလားဗျာမြို့ကိုအမှုပေးကြပေမဲ့လို့မွေစိတ်ကတကလုံးပြန့်နေပြီဆိုတော့ငမိုးရဲ့အသက်ကိုမကယ်နိုင်ကြဘူးတဲ့ဗျာကျုပ်အိမ်ပြန်မရောက်ခင်မြို့မှာကလေးကဒီတရင်ကိုကျုပ်ကြားတယ်ဗျာကျုပ်ပြည့်စိတ်မကောင်းလို့မျက်ရည်ပေါက်ပေါက်ကြားမိတာပေါ့ဗျာကျုပ်သိခင်တဲ့တငယ်ချင်းငမိုးတည်တာတော့ကျုပ်မှအာတုပမပို့နိုင်ခဲ့ဘူးဗျာကျုပ်တို့တရွာလုံးကလည်းငမိုးကိုလွတ်ချစ်ကြတာဗျာငမိုးတည်တော့တရွာလုံးစိတ်မကောင်းကြဘူးပေါ့ဗျာအထူးသဖြင့်တော့ကျုပ်ကိုတွေ့တိုင်းငမိုးကိုတတိယကြတယ်ဗျာကျုပ်နဲ့ငမိုးကကစားပတ်သေးဆိုတော့တပူပူတွဲတွဲနေကြတာလေဒါပေမဲ့လို့ငမိုးကသေးတာရွာမှာရှိနေတော့ဗျာသူမိဘတွေကိုလှုပ်ကျွေးနေတော့မဲ့ဗျသူเจ้าနေကြရွာထဲကနွားတွေကိုမနက်စောစောကျိုးဖြုတ်ပြီးတော့ရွာပြင်ကိုမောင်းထွက်သွားတာလေဗျာပြီးရင်သူเจ้าနေကြဇက်ချက်မှာပဲနွားတွေသွားကြောင်ရောတယ်ဗျညနေစောရင်တော့နွားတွေမောင်းပြီးတော့ပြန်လာတာတဲ့သူ့ခြံနဲ့သူမမအောင်ကိုပြန်ပို့လာတယ်ဗျရွာထဲကလူတွေများလန့်သွားကြတာပေါ့ဗျာနွားရှင်တွေကလည်းစိုးရိမ်ပြီးတော့ငမိုးနေ့ကငါတို့နွားကြောင်မအပ်တော့ဘူးလို့ပြောကြတယ်ဗျအဲ့ဒီလိုပြောရင်ငမိုးကအဲ့ဒီနွားတွေကိုမကြောက်တော့ဘူးလေဗျာဒါပေမဲ့ဘိုးညီလေးတို့အိမ်ကတော့ငမိုးကိုတနာလို့နွားတွေမကြောက်နဲ့လို့မပြောရဘူးပေါ့ဗျာငမိုးလည်းဘိုးညီလေးတို့အိမ်ကနွားတွေကိုမနက်ခင်းမောင်းသွားညနေပြန်ဖို့ဆက်လုပ်နေရတယ်ဗျာဘိုးညီလေးတို့ကလည်းငမိုးရဲ့နွားကြောင်ကိုသူ့အမေအဖေကိုအမြဲပေးတယ်သူမိဘတွေကလည်းငမိုးသူ့ကြောင်တဲ့နွားတွေကိုဆွဲလန်းပြီးတော့တစီဖြစ်နေမှန်းသိတော့ဘိုးညီလေးတို့ပေးတဲ့နွားကြောင်ကလေးတွေကိုစုပြီးတော့ငမိုးအတွက်အလူအတန်းလှုပ်ပေးပြီးအမြအတန်းပေးဝေကြတယ်လေဗျာဒါပေမဲ့လို့ဗျာငမိုးကတော့နွားတွေကြောင်နေတာပဲတဲ့ဒီတော့ပြောချင်တာကတော့ငမိုးမကျွတ်သေးဘူးပေါ့ဗျာဘိုးကြီးလေးတို့အိမ်ကနွားတွေဆိုတာကငမိုးကဇက်ချက်ကောင်းကောင်းမှတွားပြီးကြောင်းပြီးတော့ဝါဖီးနေတာလေဗျာရွာကလူတွေကတော့ပြောကြတယ်တစီကြောင်းတဲ့နွားတော့တောင်မင်းတို့ကြောင်းတဲ့နွားတွေကမဝပါလားလို့ကွာကျုပ်ကတော့ကျုပ်တငယ်ချင်းတစီဖြစ်နေတယ်ဆိုတာကြတော့စိတ်မကောင်းဘူးပေါ့ဗျာရွာထဲမှာပေါင်းနှုတ်ပဲနှုတ်နှမ်းနှုတ်လို့ရင်လည်းငမိုးကဝိုင်းကူလုပ်ပေးတယ်ဗျာညရဲကပဲတွေနှုတ်ထားနှမ်းတွေနှုတ်ထားတာလေဗျာဒီတော့လေရွာသားတွေကထမင်းစားချိန်ရောက်ရင်ငှက်ပြောပတ်ကလေးနဲ့ထမင်းဟင်းတွေထည့်ပြီးတော့ငမိုးကိုကျွေးကြတဲ့ဗျပထမတော့ကျုပ်တငယ်ချင်းတစီငမိုးကိုကြောက်ကြတာပေါ့ဗျာလူဆိုတာကလည်းခက်သားဗျာတစီမကြောက်တဲ့တဘာဝရှိတယ်မို့လား
ဒါပေမဲ့လို့တဖြည်းဖြည်းနဲ့မကြောက်ကြတော့ဘဲနဲ့ငမိုးကိုကြွေးကြမွေးကြတာပေါ့ဗျာအလှအတန်းလို့ရင်လဲငမိုးကိုတနေရာမှာသွားပြီးတော့ခေါ်ကြွေးကြတယ်ပြီးရင်ကုသိုလ်ကိုငမိုးနှမီခေါ်ပြီးတော့အမျှပေးကြတယ်ဗျာဒါပေမဲ့လည်းဗျာကျုပ်တငယ်ချင်းကခုထိကိုမကြုံမလွတ်နိုင်တာဘာကြောင့်မှန်းကိုမသိပါဘူးဗျာတခါတော့ကျုပ်တို့ထထောင်ကုန်းမှာထူးထူးဆန်းဆန်းဖြစ်တယ်ဗျငမိုးเจ้าနေတဲ့နွားရီတွေကတကောင်ကိုဘိုးကြီးလေးကတခြားရွာကလူကိုရောင်းလိုက်တယ်ဒါကိုငမိုးကမကြိုက်ဘူးဗျာမကြိုက်ရုံနဲ့မဟုတ်ဘူးဗျစိတ်တော်ဆိုးသွားတာဗျာဘိုးကြီးလေးတို့အိမ်ကရေကွက်တွေကိုတွန်းချတယ်ရေပုံးတွေကိုတွန်းလှည့်ပစ်တယ်ငမိုးရဲ့တင်းကုတ်ထဲမှာနွားတွေများနေတော့ကြက်ညက်နေလို့ဘိုးကရောင်းလိုက်တာပါကွာဘိုးကြီးလေးကငမိုးစိတ်ဆိုးနေမှန်းသိလို့ချော့မော့ပြောတယ်ဗျာညရောက်တော့ငမိုးကနွားဝယ်သွားတဲ့ရွာကိုလိုက်သွားပြီးတော့သူ့နွားကိုပြန်ဆွဲလာတယ်ဗျမနဲ့ကြတော့ဟိုရွာကလူကနွားပြောက်တော့တာပေါ့ဗျာဒါနဲ့ဘိုးကြီးလေးစီကိုလာကြည့်တော့နွားကတင်းကုတ်ထဲကိုပြန်ရောက်နေတယ်ဟိုလူကတခါနွားကိုပြန်ဆွဲသွားတာပေါ့ဗျာညရောက်တော့ငမိုးကသူ့နွားကိုပြန်ဆွဲလာတာပဲဗျာဒီလိုနဲ့3-4ကဖြစ်တော့နွားဝယ်တဲ့လူကပြောတယ်ဘိုးကြီးလေးရေကျုံလဲညဆိုရင်နွားကိုတိတိကျကျခြိထားတာပဲဗျာကျိုးကဘလို့ဖြစ်လို့ပြုတ်သွားလဲမသိဘူးဗျာတကယ်မြန်တယောက်ယောက်မြန်လာပြီးတော့ဆွဲသွားသလားလို့တော့ထင်ရတယ်ဗျဒီတော့မှဘိုးကြီးလေးကအဲ့ဒီလူကိုပြောရတာပေါ့ဗျာကဲမောင်ကြီးဒီနွားကဒီလောက်ဖြစ်နေတာမင်းလည်းပင်ပန်းလာပြီကွယ်ဒီတော့မင်းပေးထားတဲ့နွားဘိုးကိုသာပြန်ပြီးတော့ယူသွားပါတော့ကွာအဲ့ဒီလိုပြောပြီးတော့နွားဘိုးကိုပြန်ပေးလိုက်ရတယ်ဗျအဲ့ဒီကလေးကဘိုးကြီးလေးလည်းနွားမယောင်းရတော့ဘူးလေဗျာဒီတော့မှကျုပ်တွေးမိသွားတာဗျဒီကောင်ငမိုးတစေဖြစ်နေတာနွားတွေကိုတန်ရောစင်ဖြစ်နေလို့ဆိုတာပဲလေဗျာဒီကောင်ကငငယ်ကလေးတွေကနွားတွေကိုလွတ်ချစ်တာဗျာကျုံနဲ့ကစားရင်နွားတွေအကြောင်းခဏခဏပြောတတ်တယ်ဘသူအိမ်ကနွားကဘလို့ကောင်းတာဘယ်အိမ်ကနွားကဘာပွေပါတာပွေစိုးပါရင်ဖြစ်တတ်တဲ့နွားရဲ့အကျင့်ဒါတွေကိုဒီကောင်ကငငယ်ကလေးတွေကသိနေတာဗျာသူကနွားချစ်တဲ့အကောင်းဆိုတော့လူကြီးတွေပြောတာကိုအမြဲမှတ်ထားတာပေါ့ဗျာနောက်တစ်ခုကငမိုးတို့မိဘတွေကလက်လုံလက်စားတွေဆိုတော့နွားမရှိကြဘူးလေဗျာဒီတော့ငမိုးကသူများနွားတွေကိုပဲချစ်နေရတာဗျာဒါကြောင့်ပဲနွားကြောင်ရတဲ့ငလုတ်ကိုငမိုးကတိတ်ကြိုက်တာနွားတွေနဲ့သွာလာနေရရင်ဒီကောင်ပြောနေတာဗျာတလိမ့်ဆန်းဆိုတာကလည်းအတိရှိတာပဲဗျာငမိုးကသူတို့ကိုချစ်မှန်းပြီးတော့သူတို့ကလည်းငမိုးကိုချစ်ကြတယ်ဗျာရွာထဲကနွားတင်းကုတ်ထဲကိုငမိုးဝင်လာရင်နွားတွေအကုန်လုံးလှုပ်လှုပ်ရှားရှားဖြစ်ကုန်ပြီးတော့ဒီကောင်ကိုခေါင်းကြီးတွေငုံပြီးတော့ငမိုးရဲ့အဖို့သက်ကိုခံကြတာလေပြီးတော့ငမိုးကငငယ်လေးကလေးကအမဲသားမစားဘူးဗျာသူမိဘကဘလို့ပဲကြွကြွလုံးဝကိုမစားတာဗျနွားတွေကိုလွတ်ချစ်တတ်တဲ့ငမိုးနွားသားကိုလုံးဝမစားတဲ့ငမိုးတည်တဲ့အခါကျတော့သူကြောင်းရတဲ့နွားတွေကိုဆွဲလန်းတဲ့စိတ်နဲ့တစေဖြစ်သွားတာပေါ့ဗျာကျုံလဲစိတ်မကောင်းရုံကလွဲလို့ဘာမှမလုပ်တတ်ဘူးပေါ့ဗျာငမိုးကြောင်းတဲ့နွားတွေဆိုတာအဝစားတော့ဝဖိနေတာပေါ့ဗျာငမိုးကတစေးဆိုတော့ဘယ်နာမှမျက်နှာတွေရှိရဆိုတာသိနေမှာပေါ့ဗျာသူနွားတွေကိုမျက်နှာတွေအမြဲကျွေးတော့နွားတွေကဝတာပေါ့ဗျာသူကြောင်းတဲ့နွားတွေကတော့သူ့ကိုမြင်ကြပုံပဲဗျာသူပြောတာလဲကြားတဲ့ပုံပဲဗျာအန်တော့အန်ဩစရာပဲဖြူတစေဖြစ်တာတော့မိဘကိုနွားကြောင်းကျွေးတဲ့ကောင်းဗျာဒီလိုလူမျိုးကလောကမှာကျုပ်တငယ်ချင်းငမိုးတယောက်ပဲရှိမယ်ထင်ပါတယ်ဗျာနောက်တော့ကျုပ်ကဆရာကြီးတွေနဲ့တွေ့ပြီးတော့သူတို့ကိစ္စတွေကိုလို့ခိုင်းတာမှန်သမျှမငင်းမညူလုပ်ပေးဆိုတော့ဆရာကြီးတွေကကျုပ်ကိုဆေးတွေဝါးတွေချီးမြှင့်ကြတယ်ဗျာမျက်ကွင်းဆေးလည်းပါတာပေါ့လေမျက်ကွင်းဆေးရပြီးတဲ့နောက်မှာကျုပ်ကနန္ဒဘဝတွေကိုမြင်နိုင်တာပေါ့ဗျာဒါတွေအားလုံးခမရလဲတီးပြီးသားဖြစ်မှာပါကျုပ်ဆိုတဲ့ကောင်ကလည်းနေရာတကာလွတ်ဆက်စုတဲ့ကောင်ဗျာမျက်ကွင်းစလေးရတာနဲ့ကျုပ်ကကျုပ်တငယ်ချင်းငမိုးကိုရှာတော့တာပေါ့ဗျာမနက်စောစောဘုန်းကြီးလေးရဲ့နွားတွေကိုငမိုးထုတ်ပြီးတော့စကြက်ကိုသွားတယ်သူသွားတဲ့စကြက်ကိုကျုပ်ကနောက်ကနေလိုက်သွားတယ်ပထမတော့ကျုပ်သူ့ကိုမြင်နေတာကိုငမိုးကမသိဘူးဗျာကျုပ်လိုက်လာတာကိုလှည့်ကြည့်လို့ရင်းနဲ့နွားတွေကိုမောင်းသွားတယ်နွားတွေကိုနွားစကြက်ထဲလွတ်ပြီးတော့ကတဲ့ပင်ကြီးအောက်မှာသွားထိုင်နေတယ်ဗျာငမိုးကသူ့တေအောင်ကသူ့မုတ်နေကြကြေးပလွေလေးကကျုပ်အိမ်မှာကြံခဲ့တာဗျာကျုပ်ကငမိုးနောက်ကိုလိုက်ဖို့ကြံကြတဲ့ကပလွေကလေးကိုခါမှထိုးလာခဲ့တာငမိုးထိုင်နေတဲ့ကတဲ့ပင်ကြီးနဲ့မလန်မကန့်ကဝယုံမေးအောက်မှာကျုပ်ကဝင်ထိုင်လိုက်ပြီးတော့ကြေးပလွေလေးကိုထုတ်လိုက်တယ်ငမိုးကိုကျုပ်ကမသိမသာကြည့်နေတာပေါ့ဗျာဒါပေမဲ့သူ့ကိုမမြင်တဲ့ပုံပဲနေရတယ်ဗျ
ငမိုးမှုန်နေကြကျွန်တော်မပသိမ်သူဆိုတဲ့တခြင်းကိုကျုပ်ကပလွေနဲ့မှုတ်လိုက်တယ်ငမိုးတယောက်ကျုပ်ကိုစိုက်ကြည့်နေတယ်ဗျတိတ်မကြဘူးဗျဒီကောင်ကရက်ပင်အောက်ကနေထလာပြီးတော့ကျုံသားမှာလာရက်တယ်ကျုပ်ကိုလည်းစိုက်ကြည့်နေတယ်ဗျဒီတော့မှကျုပ်ကပလွေမှုတ်တာကိုရက်လိုက်ပြီးတော့သူ့ကိုပြန်ပြီးတော့ကြည့်လိုက်တယ်ဒီတော့မှငမိုးသဘောပေါက်သွားတာမျိုးကျုပ်သူ့ကိုမြင်မဲ့သူသိသွားတာဗျငမိုးကအရန်ကိုအံ့ဩသွားပြီးတော့ကျုပ်ကိုကြည့်နေတယ်ဗျတဆေဆိုပေမဲ့တော့အာကုသို့ကြောင့်ဖြစ်တာမဟုတ်ပဲနွားတွေကိုဆွဲလန်းတဲ့စိတ်ကြောင့်ဖြစ်တာဆိုတော့ငမိုးကပုံပြက်ပန်းပြမဟုတ်ဘူးဗျငါကိုပုံစံအတိုင်းပါပဲလေအဝေးအစားကလည်းသူဝိနေကြပစိုးအင်ကြီးလေးဝိလို့ပါဗျတာတီမင်းကကိုမြင်ရတယ်ဟုတ်လားတာတီကျုပ်ကဘာမှမပြောဘဲနဲ့ခေါင်းပဲညှိ့ပြလိုက်တယ်ဟာတကယ်ကြီးငါအံ့ဩလိုက်တာကွာမအံ့ဩနေငမိုးရဲ့ငါဒီအတိုင်းမြင်ရတာမဟုတ်ဘူးကွာဆရာကြီးတွေပေးထားတဲ့မျက်ကွင်းစေးကြောင့်မြင်ရတာကွာဘာမျက်ကွင်းစေးဟုတ်လားတာတီအေးဟုတ်တယ်ကွာတွေးပြီးတော့မျက်စိကိုကွင်းရင်အားလုံးကိုမြင်ရတယ်နားမှလိမ့်ပြီးတော့ဂါရာရွတ်ရင်နားကပါကြားရတယ်ကွာဟေးဟုတ်လားကွာအခုငါပြောနေတာတွေမြင်ကြတယ်ပေါ့ဟုတ်လားဟေးကောင်ငမိုးရငါကြားလို့မင်းကိုပြန်ပြောနေတာပေါ့ကွာဝမ်းသာလိုက်တာကွာငါတေပြီးကြတဲ့ကဘယ်မှမသွားဘဲနဲ့ရွာမှာနေတာကွာမင်းမျိုးကပြန်လာရင်မင်းစီကိုလည်းငါအမြင်လာပါတယ်ကွာမင်းကငါ့ကိုမမြင်ဘူးလေကွာအေးကွာအဲ့ဒီတော့ငါမှမျက်ကွင်းစေးမရှိသေးဘူးလေကွာအခုမှမျက်ကွင်းစေးရလာတာကွာငမိုးရဲ့မင်းစေးကတော်တော်ကိုစွမ်းတာပဲလားတာတီးဟာအေးကွာဆရာကြီးတွေချီးမြှင့်ထားတာကိုတငယ်ချင်းရဲ့စွမ်းတာပေါ့ကွာမင်းကတော့ငါချီးကျူးပါတယ်ငမိုးရအေးဘာဖြစ်လို့တော့ကွာတာတီးရဲ့ဘာဖြစ်ရမှာလဲကွာမင်းကတေးပြီးတာတော့မိဘကိုနွားကြောင်ပြီးတော့ကျွေးတဲ့ကောင်လေကွာပြီးတော့ရွာသားတွေကိုနှမ်းနေပဲတွေကူနှုတ်ပြီးတော့သူတို့ကကျေးဇူးတင်ပြီးစုံသားရတဲ့အခါဆိုရင်မင်းတို့အိမ်အတွက်ပို့ပေးကြတယ်ကွာကျုပ်ပြောတာကိုငမိုးကဘာမှပြန်မပြောဘဲနဲ့ငြိမ်ပြီးတော့နားထောင်နေတယ်ဗျာဒါထက်ငါမသိလို့မေးပါအောင်မယ်ငမိုးရဲ့အေးဘာတော့ကွာတတရဲ့ရွာကလူတွေကအလှူအတန်းလုပ်တိုင်းမင်းကိုနမီတက်ပြီးတော့အမျှဝေကြတာလीမင်းတာတို့မခေါ်နိုင်ဘူးလားကွာအေးကွာငါမခေါ်နိုင်ခဲ့ဘူးတာတီသူတို့အဲ့ဒီလိုအမျှဝေပေးမယ်ငါတခါမှမကြားရဘူးကွာငါမှအာကုသူတွေရှိနေသေးလို့ဖြစ်မှာပါကွာအော်ဖြစ်မှာဖြစ်ရလေတငယ်ချင်းဟာဒါထက်နေပါအောင်ငမိုးရဲ့မင်းမတဆေတငယ်ချင်းတွေပါရောမရှိဘူးလားကွာဟာရှိတာဘောကွာတာတီရဲ့ရွာနောက်ဘက်ကတင်ញံကိုကြီးမှသွားတဲ့လမ်းမှာတရက်ပင်ကြီးတပင်ရှိတယ်မို့လားအဲ့ဒီတပင်ကိုငါမှနေရာပေးထားတာကွာဟေးဘယ်သူကမင်းကိုနေရာပေးတာတော့ကွာဒီလိုကွာငါပိုးထိပြီးသေးတော့ငါကငါသိမှမသိဘူးဟေးငါရထဲမှာအိပ်ပျော်နေတာငါကိုတယောက်ကလာနိုးတယ်လို့ထင်လို့မျက်လုံးဖွင့်ကြည့်တော့ဝစ်ဖြူစင်းကျင်တဲ့ဘိုးဘိုးတယောက်ကွာအဲ့ဒီဘိုးဘိုးကငါကိုလူလေးငမိုးထားတော့ကွယ်မင်းနေရမယ့်နေရာကိုဘိုးဘိုးလိုက်ဖို့မယ်ဆိုပြီးတော့အဲ့ဒီတရက်ပင်ကိုခေါ်သွားတယ်နေပါဦးငမိုးရဲ့မင်းအိပ်ပျော်နေတာဘယ်တော့တောင်ကြာသွားတာတော့ရွာမှာမင်းအတွက်စွန့်သွတ်သားတွေအမြောက်အရာတွေမင်းမသိဘူးလားကွာဟင်းငါဘာမှမသိဘူးကွာငါအိပ်ပျော်သွားတာဘယ်လောက်ကြာမှလဲမသိဘူးကွာအေးပြောပါအောင်ကွာအဲ့ဒီတရက်ပင်ကြီးကိုရောက်တော့စောစောကပြောတဲ့ဘိုးဘိုးကဘာပြောတော့တောင်ဘက်ထွက်နေတဲ့တရက်ကိုင်းအကြီးကြီးမှနေတဲ့တစိကြီးတကောင်ကိုခေါ်ပြီးတော့ငါ့ကိုအဲ့ဒီတကိုင်းမှာခေါ်ထားဖို့ငါ့ကိုစောင့်ရှောက်ဖို့ပြောတယ်ကွာအဲ့ဒီတစိကြီးကငါ့ကိုစောင့်ရှောက်တယ်ကွာတာတရားငါကနေကမဲ့နွားကြောင်ပြီးတော့ညဘက်ဆိုရင်အဲ့ဒီတရက်ပင်ကြီးမှာနေရတာကွာမင်းကဒီတကိုင်းကြီးမှာအိပ်ရတာပေါ့ဟုတ်လားငမိုးတကိုင်းမှာမင်းအိပ်လို့ရလို့လားကွာတာတီငါတို့တစီတွေမှာကအိတ်တယ်လို့မရှိဘူးကွာဘာမှမတွေ့ဘဲနဲ့ငြင်းနေလိုက်ရင်အိတ်လိုက်တယ်လို့ဖြစ်သွားတာပဲကွာဒါဆိုရင်ညတိုင်းမင်းကအဲ့ဒီတရက်ပင်ကြီးကိုဖတ်တက်နေရတာပေါ့ဟုတ်လားငမိုးဟာဒီကောင်တာတီနေကွာတစီပါဆိုမှတရက်ပင်ကိုဖတ်တက်နေရအောင်မလားကွာစိတ်ညွတ်လိုက်တာနဲ့တရက်ခိုင်းပေါ်ကိုရောက်သွားတာပေါ့ကွာဟေးဟုတ်လားမင်းမယုံရင်ဒီမှာကြည့်ငါလောက်ပြမယ်ငမိုးကဖြက်ခနဲ့ပျောက်သွားတယ်ဗျာကျုပ်ကဟိုကြီးဒီကြီးနေတော့မှရှိသေးတယ်ဗျတာတီဟေ့ငါကဒီပေါ်မှာကွာငမိုးရဲ့အတန်ကိုကြားလို့မော့ကြည့်လိုက်တော့ဒီကောင်ငမိုးကဒက်ပင်ကြီးရဲ့တကိုင်းတကိုင်းမှာထိုင်လို့ဗျာကျုပ်လန်းကြည့်လိုက်တဲ့အချိန်မှာပဲဖြက်ခနဲ့ပျောက်သွားရောဗျ
ကျုံတဲ့ဟိုကြီးဒီကြီးလှုပ်တုံးရှိသေးတယ်တာတိငါဒီမှာကွာငမိုးကကျုံနောက်ဘက်မှာရက်လို့ဗျာကျုပ်ဒီကောင်းလက်ကိုလှန့်ဆွဲလိုက်တယ်ဘာကုန်းမှမဆွဲမိဘူးဗျာလေကိုပဲကင်မိတာပြောဟာတာတိယာငါတို့ကိုကင်လို့ဘယ်ရမလဲကွာကျုံနဲ့ဒီကောင်နဲ့ပြောနေကြတော့မှငမိုးမျက်နှာပြက်သွားတယ်ဗျာဟေ့ကောင်ငမိုးဘာဖြစ်လို့တော့ကွာနဂါးကြီးကွာတန်မွေးပင်ကြီးမှနေတဲ့အကောင်ဒီကောင်ကြီးကတခါတခါဒိုးဘက်ကိုကျူးကျော်ပြီးတော့ရောက်လာတတ်တယ်ကွာရောက်လာရင်တွေ့သမျှသစိတရေတွေကိုအကုန်လုံးထုရိုက်ပြီးတော့နှိပ်စက်သွားတာကွာကျုပ်ကငမိုးပြောတဲ့နဂါးကြီးဆိုတဲ့တရေကြီးကိုလှမ်းကြည့်လိုက်တော့အကောင်ကြီးကအကြီးကြီးဗျာနေရကြီးနှစ်ဖက်ကဖျားကြီးနှစ်ဖက်လိုပဲပြောဘေးကိုကားထွက်နေတာဗျာစင်ကြီးတွေရဲ့နေရက်ကိုတစ်ဖြက်ဖြက်ခန့်နေတာခေါင်းကြီးကအကြီးကြီးမှပါဇက်ပေါက်ကတစ်တစ်လေးဗျတကူလုံးကလည်းအမွေမမဲကြီးတွေဖုံးနေတယ်မျက်လုံးကြီးနှလုံးကလည်းဗကန်လုံးကြီးတွေလိုပြိုးပြီးတော့ထွက်နေတာပြောဒီကောင်ကအစာစားတော့ဘလို့စားမှာတော့ငေါငမိုးရဲ့ငပြောဘက်လိုလိတ်ပြီးတော့ကြော့လိုလှုပ်ရတယ်ကွာပြီးတော့မှအဲ့ဒီငပြောဘက်ကြော့တွေကနေအစာတွေကိုထည့်ပြီးတော့ဖြည်းဖြည်းလေးစုပ်စားရတာကွာခဏနေတော့နဂါးကြီးကကျုံတဲ့စကားပြောနေတဲ့ငမိုးကိုမြင်သွားပြီးတော့ရက်ကြည့်နေတယ်ဗျာခဏနေတော့သူ့လက်ဝါးအကြီးကြီးနဲ့ငမိုးကိုလက်ရက်ခေါ်တယ်ဟာငါ့ကိုခေါ်နေပြီတာတီအဲ့ဒါငါသွားရင်ငါ့ကိုထူထောင်ရိုက်ဖို့လုပ်တော့မှာကွာဟေးမသွားရင်ရောကွာမသွားရင်ဒေါသတွေဖြစ်ပြီးတော့ငါ့ကိုအတင်းလိုက်ဖမ်းပြီးတော့ရိုက်တာကွာအော်ဒီလိုလားကွာမင်းမကြောက်နဲ့ငမိုးမင်းအစားငါသွားလိုက်မယ်ဟာမလုပ်ပါနဲ့တာတီယာနာဂါကြီးကတော်တော်ဆိုးတာနော်မင်းအန်ဒီရဖြစ်သွားလိမ့်မယ်ကွာဘာမှမစိုးရင်လည်းငမိုးငါမှတစ်ဆုံးစေးတော့ရှိပါလေကွာကျုပ်ကပြောဆိုဆိုနဲ့လေမင်းမှာဆွဲထားတဲ့ဂရီဘာရှော့အိတ်လေးတွေကတစ်ဆုံးစေးတောင်ကိုထုတ်ယူလိုက်တယ်ဟာငမိုးလွင့်သွားပြီဗျကျုပ်ကတတိမထားမိပဲနဲ့စေးတော်ကိုထုတ်လိုက်တာဗျာစေးတော်ရဲ့အစွမ်းကိုငမိုးမခံနိုင်မနဲ့လွင့်သွားတာဗျကျုပ်ကစေးတော်ကိုလက်မကင်ပြီးတော့နာဂါကြီးစီကိုတက်တက်သွားလိုက်တယ်နာဂါကြီးကလည်းသူ့ကိုကျုပ်မြင်ရတာကိုအံ့ဩသွားတယ်ဗျာဒါပေမဲ့လက်သီးကြီးနှစ်ဖက်ဆုပ်ပြီးတော့ကျုပ်စီကိုပြေးလာတာဗျကျုပ်ကလည်းလက်ထဲကတစ်စုံစေးတော်ကိုရှေ့ထိုးပြီးတော့ပြလိုက်တော့တရှိန်တို့ပြေးလာတဲ့နာဂါကြီးဘုံခနဲ့ဖင်လိုက်နဲ့လဲကျသွားတယ်ဗျာကျုပ်ကတစ်စုံစေးတော်ကိုကင်ပြီးတော့သူမြင်တာအောင်လို့ပြလိုက်တော့ဒီကောင်ကြီးမကြည့်ရဘူးဗျာမျက်စိတွေကိုလက်နဲ့အုပ်ထားတယ်ခဏနေတော့ကုန်းကုန်းကြီးထလာပြီးတော့ကျုပ်ကိုကြည့်နေတယ်ဟေးနာဂါကြီးငါနာမည်တာတီကွာတနောင်ကုန်းမှာနေတာမင်းမှတ်ထားလိုက်ငါဆရာကြီးတွေကအထက်ပုဂ္ဂိုလ်ကြီးတွေကြီးပဲကွာနာဂါကြီးမင်းကိုဒီနယ်ပယ်ကနေအပီနှင်ထုတ်လိုက်လို့ရတယ်ကြားလားနာဂါကြီးနာဂါကြီးကခေါင်းညင်ပြတယ်ဗျာအေးဟောဒီတစင်ငမိုးကငါတငယ်ချင်းကွာမင်းသူ့ကိုအနိုင်ကျင့်ရင်မင်းကိုနေနေပြစ်မယ်ကြားလားငါတငယ်ချင်းကိုနောက်ထပ်ဘယ်တော့မှအနိုင်မကျင့်နဲ့ကြားလားနာဂါကြီးကျုပ်ကလက်ထက်ကသစ်ဆုံးစေးတောင်းနဲ့ပြစ်မလွန်လွန်တော့နာဂါကြီးနောက်လှည့်ပြီးပြေးရောဗျပြေးတာမှကျွဲကြီးတကောင်ကစုံပေါက်ပြီးတော့ပြေးစလို့ကိုပြေးတာဗျဒီတော့မှကျုပ်ကသစ်ဆုံးစေးတော်ကိုဂရီဘာအိတ်ထဲပြန်ထည့်လိုက်ပြီးတော့ငမိုးတကယ်ချင်းလာမင်းကောင်ကြီးပြေးသွားပြီကွာကျုပ်ကခေါ်ပြီးမဲ့ငမိုးကကျုံနာကိုမကက်ရဲတော့ဘူးဗျလာပါကွာငါစေးတော်ကြီးကိုအိတ်ထဲပြန်ထည့်လိုက်ပါပြီဒီတော့မှဒီကောင်ကျုံနာကိုကက်လာတာဗျကျုံနဲ့ငမိုးအေးစစ်စစ်ထိုင်ပြီးတော့စကားတွေဆက်ပြောကြတယ်ရွှေတောင်ဖျားဖို့ရဆိုရင်ငါတို့သစေတွေကလွတ်ပြောကြတာကွာတာတီးယာဟေးဟုတ်လားဘာကြောင့်တော့ငမိုးရဲ့စွန်းတော်ကတဲ့ဓမင်းဟင်းနေမုတ်ပဲသေးစားတွေကိုတစ်ပုတ်ပင်မှာနားတင်ကြတယ်လေကွာအဲ့ဒီဆိုရင်တော့သေစေသေးတွေကစားခွင့်ရှိကြတယ်ကွာအဲ့ဒီမှာဝမ်းသာအားရနဲ့ပျော်ပျော်ပါပါစားကြရတာပေါ့ကွာဒီနယ်ကလည်းမကဘူးဟေးတခြားနယ်ကသစေတွေတရေတွေပါလာပြီးတော့စားကြတောက်ကြတယ်ကွာစားတောက်တဲ့အခါမှာရံမဖြစ်ရဘူးကွာတရေဒိန်းတွေကစုခတ်တက်ထားတဲ့တင်းပုတ်ကြီးတွေထမ်းပြီးတော့စောင့်ပေးရတယ်ရံဖြစ်တဲ့တရေတွေသစေတွေကိုတော့စုခတ်တင်းပုတ်ကြီးနဲ့ရိုက်နှက်ပြီးတော့အပီမောင်းထုတ်လိုက်တာကွာဘယ်တော့မှပြန်မလာရတော့ဘူးဟေးအရာကိုကြောက်လို့သစေတွေကရံမဖြစ်ကြဘူးကွာအားလုံးတင်းတင်းမြဲမြဲနဲ့မြက်မြတတစားကြရတယ်တခြားຢာတွေမှာဖျားပွဲတွေစွန်းတော်ကြီးကပ်ပွဲတွေရှိရင်လေငါတို့သားစားခဲ့ရှိတယ်ကွာဒါပေမဲ့ကိုရွာကဖျားပွဲလောက်တော့မပြောဘူးပေါ့ကွာအော်အဲ့ဒီလိုဆိုရင်မင်းတို့စားရတော့ရတာပေါ့ဟုတ်လားငါကတော့ဖျားပွဲမရှိလဲစားရတာပါပဲကွာငါရွာကလူတွေကငါ့ကိုအလူတန်းလောက်တိုင်းခေါ်ပြီးတော့ကြွေးကြမွေးကြတယ်လေကွာ
ဒါပေမဲ့တခြားသစီတွေတရေတွေကမစားရရှာဘူးကွာအစားအသောက်အင်မတန်ရှားပါကြတယ်ငါနဲ့အတူတူနေတဲ့သစီကြီးကတော့ငါ့ကိုရွာကကျွေးတာမွေးတာတွေကိုငါကခေါ်ပြီးတော့ကျွေးပါတယ်ဒါပေမဲ့ငါတို့စားတဲ့တောက်တဲ့အခါရွာကလူတွေကခွေးတကောင်စားနေတယ်လို့ပဲမြင်ကြတာကွာဟေးခွေးလို့မြင်နေဟုတ်လားဟုတ်တယ်ဒါတည်းရဲ့ခွေးတကောင်အစာစားနေတယ်လို့ပဲမြင်တာကွာဖြစ်မှာဖြစ်ရလေတငယ်ချင်းရဲ့မင်းဒီဘဝကကြောက်အောင်လှုပ်ပါကွာငမိုးရငါအခုတလောတော့တော်တော်လေးပြောင်းလာတယ်ကွာဒါတည်းငါဘုံကြီးညာကြောင်းနေတာကိုဖျက်သွားတဲ့အခါဘုံကြီးတွေဖျားဝတ်တက်တဲ့အတန်တွေပါတယ်ငါရက်ပြီးတော့နားထောင်လို့ရလာပြီကွာတခါတလေတရားဟောတာကိုအစအဆုံးနားလို့ရလာတယ်ညဘက်တရက်ပင်ကြီးပေါ်မှာငိမ့်ထိုင်နေတော့မှအိမ်မက်မက်တယ်လို့ဖြစ်သွားပြီးတော့ငါကအိမ်ကြီးတအိမ်မှာခလေးလေးပြန်ဖြစ်နေရတယ်ကွာဟေးဒါဆိုရင်မင်းလူပြန်ဖြစ်ဖို့နီးနေပြီထင်တယ်ကွာငမိုးရအေးကွာလူပြန်ဖြစ်ရင်လည်းမင်းနဲ့နီးနီးနားနေရအောင်ထန်းထောင်းကုန်းမှာပဲပြန်ဖြစ်ချင်တယ်ကွာဟာမင်းကလည်းအဲ့ဒီလိုတွေဆွဲလန်းမနေနဲ့ကွာငမိုးရမင်းရဲ့ကံအတိုင်းဖြစ်ပါသေးကွာပြီးတော့ငါမင်းကိုတခုပြောချင်တယ်မင်းရဲ့နွားတွေပေါ်မှာလည်းတန်ရောစင်တွဲမနေနဲ့ကွာမင်းတို့ငါတို့တွေကတက်ပြီးတက်တာကံမတကားဆိုတဲ့ကံအတိုင်းကံစီမယာကိုခံကြရတာလို့ဆရာတော်ဟောခဲ့တာကိုမင်းလည်းနားခဲ့ရတာပဲလေကွာအေးပါကွာငါအခုနွားတွေကိုတန်ရောစင်မတွေ့တော့ပါဘူးတာတရားဒီလိုဆိုရင်ဒီလိုလုပ်ကွာမင်းအိမ်မှာမင်းအတွက်ကုသိုလ်ကောင်းမှုလုပ်ပေးဖို့ငါစီစဉ်လိုက်မယ်အဲ့ဒီနေ့ကျရင်ငါတို့ဆရာတော်ဦးကုနာကိုပင့်ပြီးတော့တရားဟောပေးဖို့ငါလျှောက်လိုက်မယ်မင်းလာပြီးတော့တရားကိုသိသိချာနာငမို့ပြီးရင်တော့တာတို့ခေါ်ကွာအေးကွာငါတာတို့လည်းခေါ်နိုင်တော့ပါပြီကွာငါဆက်လာပြီးတော့တရားနာပါမယ်ကျုပ်ကရွာကိုပြန်ရောက်တော့ဘိုးညီလေးကိုအကျိုးအကြောင်းပြောပြလိုက်တယ်ပြီးတော့ကျုပ်အမေနဲ့အဘကိုလည်းပြောပြလိုက်တယ်ဗျာအဘနဲ့ဘိုးညီလေးတိုင်ပင်ပြီးတော့အလှလုပ်ဖို့ကတယောက်တစ်ဝက်ထဲကြတယ်ဗျာပြီးတာနဲ့ကျုပ်ကရွာထဲကလူငယ်တွေစွတ်ပြီးတော့ငမိုးအတွက်အလှလုပ်ဖို့ပြင်ဆင်ရတာပေါ့ဗျာအဘကိုယ်တိုင်မြို့တက်ပြီးတော့တင်ငန်းပေးရခရဝဲတယ်ဆရာတော်ကိုပရိခရာအစုံလှူမှာဗျာပြီးတော့ရွာသားတွေကိုထမင်းကျွေးမယ်လေဗျာဒီတရင်ကြတော့ရွာထဲကငမိုးကိုချစ်တဲ့အိမ်တွေကအလှဝိုင်းထဲကြလို့အလှကအကြီးကျယ်ကြီးဖြစ်သွားရမျိုးဒါနဲ့ပဲငမိုးတို့အိမ်ဝိုင်းထဲမှာမန်းတဲ့အလှထိုးပြီးတော့တေးသေးချာချာချက်ပေးကြတာဗျာဆရာတော်ကိုလည်းကျုပ်ကအကျိုးအကြောင်းအားလုံးရှောက်ထားပြီးတော့အလှကိုပင့်လိုက်တယ်ငမိုးကိုလည်းအလှအကြောင်းအသေးသေးပြောပြပြီးတော့ခေါ်ထားလိုက်တယ်ဗျာပြီးတော့အလှမန်းတဲ့ထဲမှာကတ်ထားတယ်ဗျငမိုးခေါ်မောင်တွေမိုးရဲ့အလှတော်တယ်စီလိုက်တဲ့အလှဗျာဆရာတော်နဲ့တန်ဃာတော်တွေကိုစွန့်ကပ်ပြီးတော့ဆရာတော်ကတရားဟောရေးသက်ချပေးတယ်ဗျာကျုပ်ကမျက်ကွင်းစီကွင်းလာပြီးတော့ငမိုးကိုတိတိကျကျကြည့်နေရတာပေါ့ဗျာငမိုးကအိမ်တက်စင်းမှာထိုင်ပြီးတော့ဆရာတော်ဟောတဲ့တရားကိုတိတိကျကျနားတယ်ဗျဆရာတော်ကလည်းအကြောင်းသိနေတာဆိုတော့တခါလေးငမိုးလိုငမိုးရဲ့နာမည်ကိုတက်ခေါ်ပြီးငမိုးကိုယေရှုဟောတာပေါ့ဗျာရေစက်ခွက်ကိုငမိုးကိုသာငမိုးရဲ့အမေကကန်ပြီးတော့ချပေးတယ်ဗျတရားဆုံးလို့အမြောက်ပြီးတော့ကျုပ်တငယ်ချင်းငမိုးကတိတိကျကျကိုတာရုခေါ်တာဗျာကျုပ်တိတိကျကျမြင်ရတယ်ဗျတရားဝဲပြီးတော့နောက်ဆုံးအချိန်တာရုခေါ်ပြီးတဲ့အခါအစင်သစ်ပြင်ထားတဲ့ကြီးစီကိုထုလိုက်တာပေါ့ဗျာကျုပ်ကြည့်နေတယ်ဗျာငမိုးကထိုင်နေတဲ့နေရာကမထားဘဲနဲ့ငြိမ်နေတယ်မျိုးကျုပ်သိလိုက်တယ်ကျုပ်တငယ်ချင်းဘဝကူးနေပြီဆိုတာဟောပျောက်သွားပြီမျိုးပျောက်သွားပြီဗျာငမိုးပျောက်သွားပြီဝမ်းသာလိုက်တာဗျာကျုပ်ဖြစ်ဝမ်းသာလို့ကိုမဆုံးနိုင်အောင်ဖြစ်သွားတာမျိုးဒါတည်းမင်းတငယ်ချင်းဘလို့တော့ကွယ်အเจ้าကိုပြန်ကြွကနေဆရာတော်ကကျုပ်ကိုကတ်မိတယ်ကျုပ်မြင်နေမယ်ဆိုတာဆရာတော်ကသိတယ်လေဗျာတင်မဗျာငမိုးတယောက်ကျွတ်သွားပါပြီဆရာတော်ဗျာမင်းတည်တည်ချာချာတွေးလိုက်ရလားဒါတည်းတွေးလိုက်ပါတယ်ဗျာအေးကွယ်တာဒုပါကွယ်ဆရာတော်ကတာဒု၃ချိန်ခေါ်ပြီးတော့ပီတိဖြစ်တဲ့မျက်နှာနဲ့เจ้าကိုပြန်ကြွသွားတယ်ဗျာကျုပ်လည်းဝမ်းသာပြီးတော့အလှမှာလှုပ်เสียရှိတာတွေဆက်လုပ်ရတာပေါ့ဗျာကျုပ်အိမ်ပြန်ရောက်လို့အဘနဲ့အမေကိုပြောပြတော့အဘနဲ့အမေတို့ကလည်းဝမ်းသာကြတာပေါ့ဗျာဆရာတာတေးရေးသားထားတဲ့တစီကျောင်းနဲ့နွားဆိုတဲ့ပရလောကဇလန်လေးကတော့ဒီနေရာမှာပြီးဆုံးပါပြီခင်ဗျာဆရာတာတေးနဲ့တကွာနားဆင်ပေးခဲ့ကြသူတို့တယောက်ချင်းစီကိုအထူးပင်ကျေးဇူးတင်ရှိပါတယ်ဇလန်လေးကိုကြိုက်နေကြလိမ့်မယ်လို့လည်းမျှော်လင့်မိပါတယ်တရားပြောchuyênသောညလေးကိုပိုင်ဆိုင်နိုင်ကြပါစေခင်ဗျာ